Alright လုပ်ငန်းရှင်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ဆက်လိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ AB310UB 2-in-1 printer လေးကို barcode label sticker ထုတ်တဲ့အခါမှာ application နဲ့ဘယ်လိုမျိုးတွဲဖက်ပြီးအသုံးပြုရမလဲဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်အရှိမတော့ကျွန်တော်တို့ barcode label sticker setting ထားခဲ့တာနဲ့ sticker လေးကျွန်တော်တို့ဘယ်လိုမျိုးတက်ရမလဲဆိုတော့ပြပြခဲ့ပြီးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ mobile phone နဲ့တွဲဖက်ပြီးအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မလို့ mobile phone setting တွေက Bluetooth လေးဖွင့်ပြီးတော့ printer လေးကိုချိတ်ပေးရမှာဖြစ်ပါတယ် password တော့3ညာလေးလုံးလေးရိုက်ပေးပါ SAVED စိတ်လို့ပေါ်သွားပြီဆိုရင်ရပါပြီပြီးရင်တော့ကျွန်တော်တို့ Play Store ထဲကိုတစ်ချက်ဝင်ပြီးတော့ search ကနေပြီးတော့ open label ဆိုတဲ့ application လေးကို download လုပ်ပေးရမှာဖြစ်ပါတယ်application လေးရဲ့ပုံစံကတော့ကျွန်တော်တို့ဒါအဖြူနဲ့အပြာနဲ့ဆက်ထားတဲ့မျက်လုံးပုံစံလေးဖြစ်ပါတယ်အကယ်၍ကိုက iOS iPhone iPad တွေအသုံးပြုရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ App Store ကနေပြီးတော့ download လုပ်လို့ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ download လေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ application လေးကိုဖွင့်ပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ agree ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ user guideline လေးတွေကိုကျွန်တော်ညာဘက်ကိုရွှေ့ပြီးတော့ open ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ user guideline လေးကြားရဆိုလို့ရှိရင်တော့ next ကိုပဲတောက်လျှောက်နှိပ်သွားပေးပါပြီးရင်တော့ကျွန်တော်တို့ဒီညာဘက်တောက်မှာရှိတဲ့ printer ပုံလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ printer ချိတ်တဲ့နေရာလေးရောက်မယ်permission တောင်းတယ်ဆို while using the app ကိုနှိပ်မယ် allow ဆိုတာလေးကိုနှိပ်ပေးမယ် user guideline လေးကြာလာရဆိုလို့ရှိရင်တော့ next လေးတွေကိုတောက်လျှောက်နှိပ်ပေးလိုက်ပါခင်ဗျာအဲ့တော့ကျွန်တော်ဒီမှာဆိုရင် available device ဆိုပြီးတော့တွေ့လိမ့်မယ်အဲ့ဒီအောက်မှာကျွန်တော် printer model လေးကြာနေတတ်တယ်ပေါ့နော် printer model မကြာဘူးဆိုလို့ရှိရင်တော့ available device ပေးရ refresh button လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ printer model လေးကြာလာပြီဖြစ်တဲ့အတွက်ဒီဘောကိုတစ်ချက်ထောက်လိုက်ထောက်ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့ MOI mode ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီမှာမှကျွန်တော်တို့က G printer ဆိုတဲ့ဘေးက switch ဆိုတဲ့အပြောင် button လေးကိုတစ်ချက်နှိပ်ပေးပါဒီထဲမှာကျွန်တော်တို့ကဘာရွေးပေးရမလဲဆိုတော့ TSVN ကုတ်တင်လေးကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခဏက G printer ကနေပြီးတော့ TSVN လေးပြောင်းလဲသွားတာတွေ့လိမ့်မယ်ပြီးရင် pack လေးတစ်ချက်ထွက်လိုက်ပါအဲဆိုရင်ကျွန်တော်တို့ printer connected ဖြစ်နေတာလည်းတွေ့ရလိမ့်မယ် DSVN လည်းတွေ့လိမ့်မယ်ချိတ်ဆက်ပြီးသွားရင်တော့ညာဘက်တောက်မှာ printer model လေးခုလိုမျိုးလေး Bluetooth sign နဲ့တွေ့ရမှာဖြစ်ပါတယ် label ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ create ဆိုတဲ့ button အပြရအောင်တစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့နာမည်လေးပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာကိုဘာကုတ်တတ်မှတ်ခြင်းနဲ့ပစ္စည်းမျိုးမိရဲ့နာမည်ကိုရေးပေးရမှာဖြစ်ပါတယ်ကိုကကျွန်တော်တို့ဒါကိတ်ကြောင်ထုတ်မယ်ဆိုရင်ကိတ်နာမည်လေးတစ်ခုခုရေးလိုက်ပေါ့နော်ဒီမှာကျွန်တော်ကအလွယ်ဖြစ်တဲ့ကုန်းရွက်ပုံဆိုတဲ့နာမည်လေးကိုကျွန်တော်ရေးလိုက်မယ်ပြီးရင်တော့ sticker ရဲ့ wish ပေါ့နော်ဒါကျွန်တော်တို့ဒီ set ထဲမှာထည့်ထားတဲ့ sticker ရဲ့ size ကိုကျွန်တော်တို့ကတတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာထည့်ထားဆိုလို့ရှိရင်ကျွန်တော်တို့က paper wish အနေနဲ့ဆိုရင် 40mm ရှိတယ်ကျွန်တော် height အနေနဲ့ဆိုရင်တော့ 30mm ရှိတယ်ဒါကလူချင်းမင်းတို့အနေနဲ့ကျွန်တော်တို့စီမှာဝယ်ထားတဲ့ sticker လက်ရဲ့ size ကိုတတ်မှတ်ပေးရမှာဖြစ်ပါတယ်ကိုက50-30mm ဝယ်ထားရဆို50-30ဆိုပြီးတော့ရေးရမှာဖြစ်ပါတယ်เนาะအဲဆိုရင်ကျွန်တော်တို့က next လေးကိုနှိပ်လိုက်မယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖြူရောင် blanket ကိုရလေးတွေ့လိမ့်မယ်ဒီအဖြူကွက်ထဲမှာကျွန်တော်တို့ကိုရေးချင်တဲ့စာသားတွေကိုရေးချင်မှာဖြစ်ပါတယ်အဲတော့ရေးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ text ဆိုတာလေးရှိရဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ double click input ဆိုတဲ့စာသားလေးကြာလာပါလိမ့်မယ်အဲဆိုရင်ကျွန်တော်တို့ဒီပေါ်မှာနှစ်ချက်ထုတ်လိုက်လို့ရတယ်အောက်မှာထောက်ချင်လဲရတယ်ဗောနော်ဒါဆိုရင်ကျွန်တော် keyboard လေးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘာကုတ်ထုတ်မယ်ပစ္စည်းရဲ့အမျိုးမြည်နာမည်ကိုရေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ကကွန်ရက်ပုံဆိုတဲ့နာမည်လေးရေးလိုက်ပါမယ်ပြီးရင်တော့ရေးပြီးရင်တော့ okay လေးကိုတစ်ချက်နှိပ်ပြီးเนาะအဲဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးလေးတွေ့ရလိမ့်မယ်ဒါလေးကိုကျွန်တော်တို့ကိုထားခြင်းတဲ့နေရာလေးမှာကျွန်တော်ရွှေ့လို့ရမှာဖြစ်ပါတယ်အဲတော့စာလေးကတော့ကျွန်တော်တို့အခုလိုမျိုးအပေါ်ပိုင်းလေးပြတ်နေတာမျိုးတွေ့လိမ့်မယ်ဒါကတော့ကျွန်တော် line spacing ပြင်ရတယ်ပေါ့စာသားပေါ်ထောက်ပြီးတော့ကျွန်တော် style ကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုတာလည်းကျွန်တော်ဒီမှာတော့ကျွန်တော်ဒီမှာ font တွေတို့ bold တွေတို့ဒါကြိုက်လိုမျိုးကိုပြင်လို့ရတယ်เนาะ font တွေ do short တွေဒီမှာကိုလိုသလိုမျိုးဒါထားလို့ရပါတယ်အဲ့တော့ကျွန်တော်အပေါ်ပိုင်းပြတ်နေတဲ့အပိုင်းလေးကကျတော့ကျွန်တော် line spacing တိုးပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအောက်မှာ line spacing ဆိုတာရှိအဲ့ဒါလေးကိုကျွန်တော်1လောက်ထားလိုက်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့စာသားအပြည့်ပေါ်သွားမှာဖြစ်ပါတယ်နော်ဒီမှာပိုးလေးတွေတင်ခြင်းနေဆိုရင်စာသားလေးတွေပို့ပြီးတော့မဲသွားမှာဖြစ်ပါတယ်လေးအောက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီအပေါ်အောက်ရွှေ့ခြင်းနေဆိုလို့ရှိရင်ဒီမြားလေးတွေဘက်တန်အောင်သုံးပြီးတော့လည်းရွှေ့လို့ရတယ်နော်ပြီးရင်လွတ်တဲ့နေရာတစ်ချက်ထောက်ပြီးတော့ကျွန်တော်နောက်တစ်ကြောင်းရေးခြင်းနေဆိုရင်တော့ touch ကိုပဲထပ်ပြီးတော့နှိပ်ပေးလိုက်ဒါဆိုရင်နောက်တစ်ကြောင်းကြာလာလိမ့်မယ်အဲ့ဒီမှာနှစ်ချက်ထောက်ပြီးတော့ကျွန်တော်ဈေးနှုန်းတွေပါရေးလို့ရတယ်ပေါ့နော်ဒီမှာတော့လူချင်းမင်းတို့အနေနဲ့ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့သက်ဆိုင်တဲ့ product နဲ့သက်ဆိုင်တဲ့ specification တွေကိုကိုယ်စိတ်ကြရေးလို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကနမူနာပြတာဖြစ်တဲ့ကျွန်တော်အလင်းသိတဲ့စာလေးတွေကိုရေးနေရဖြစ်ပါတယ်ကိုယ်စိတ်ကြ customize လုပ်လို့ရတာဖြစ်တဲ့အတွက်ဘာပဲထုတ်လို့ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဘာကုတ်လေးသတ်မှတ်မှာဖြစ်တဲ့အတွက်ဒီ text ရဲ့ဘေးက 1D ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဘာကုတ်ကြလာမှာဖြစ်ပါတယ်ဘာကုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအပုံတည်မရှိဘူးပေါ့နော်ကိုဘာကုတ်မပါတဲ့ပစ္စည်းဒီကိုတိုင်းက create လုပ်ရမယ်ဟာဖြစ်ပါတယ်ကိုဘာကုတ်ထားခြင်းလဲပေါ့ဥပမာဒီမှာဆိုကွန်ရက်ပုံဆိုရင်ကျွန်တော်တို့ကKYP လို့ကျွန်တော်ရေးလိုက်မယ်ဒီလိုမျိုးပဲပေါ့နော်ပြီးရင်တော့ကျွန်တော်တို့သူ့အတွက်နံပါတ်တစ်ခုကိုကိုတိုင်းဖန်တီးပေးလိုက်တာမျိုးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုပစ္စည်းဝင်လာပြီဆိုတာနဲ့ဒီကုတ်ထုတ်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကပုံတည်သတ်မှတ်လိုက်တဲ့သဘောဖြစ်ပါတယ်နော်
ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလိုကိုစိတ်ကြိုက်လေးထားပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့စပြီးတော့ထုတ်လို့ရပြီဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က print ဆိုတဲ့ပုံလေးရှင်ဒီနေရာမှာကျွန်တော်တို့ image ကိုနှိပ်ပြီးတော့ event ကိုနှိပ်လိုက်เนาะအဲ့မှာ allow ဆိုပြီးနှိပ်ပြီးတော့ကျွန်တော်တို့ကို logo တွေပဲထုတ်ချင်တယ်ထုတ်လို့ရတယ်เนาะဒါပေမဲ့ logo ကတော့အဖြူမဲပဲရလိမ့်မယ်เนาะတကယ် logo ထုတ်ချင်တယ်ဆိုလာပြောပါ print တစ်ချက်နှိပ်ပေးပါเนาะနှိပ်ပေးလိုက်လို့ရှိရင်ကျွန်တော်ဒီမှာတွေ့ရလိမ့်မယ် device တဲ့အလဲမှာဆို TSVN ဆိုတဲ့ကုတ်တင်ရှိနေရမယ်ပြီးရင် printer model ပေါ်နေရမယ် copy ရအရေးအတွက်ဖြစ်ပါတယ် paper type ကတော့ GAB ဖြစ်နေရမယ်เนาะဒါဆိုကျွန်တော်တို့ကကျွန်တော်တရွက်ဆိုလို့ရှိရင်တော့တရွက်ထွက်လာမှာဖြစ်ပါတယ်เนาะဒါဆိုကျွန်တော်တို့တစ်ချက်ထုတ်ကြည့်လိုက်မယ်เนาะမြင်သာအောင်လဲကျွန်တော်ချက်ပြလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကတရွက်သတ်မှတ်တာဖြစ်တဲ့အတွက်တစ်ခုထွက်လာမှာဖြစ်ပါတယ်เนาะအကယ်၍ကျွန်တော်ကအရေးအတွက်သတ်မှတ်ချင်တယ်ဆိုရင်တော့အဲ့ဒီနံပါတ်ပေါ်တစ်ချက်ထောက်လိုက်ဒါဆို keyboard လေးပေါ်လာလိမ့်မယ်အဲ့မှာကျွန်တော်တို့ကိုကြိုက်တဲ့ထုတ်ချင်တဲ့အရေးအတွက်ပမာဏကိုသတ်မှတ်ပြီးတော့ print နေလိုက်ဒါဆိုရင်ကိုက10ခုသတ်မှတ်တယ်ဆိုရင်10ခုထွက်လာမှာပေါ့เนาะဒီလိုမျိုး set ကြလာဆိုရင်တော့ cancel နှိပ်လိုက်ပါမှဖြစ်ဘူးเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့10ခုသတ်မှတ်ထားတဲ့အရေးအတွက်ထွက်လာမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးထုတ်တာနားလိုက်မယ်ထင်တယ်ဒီထုတ်ပြီးတော့ကျွန်တော်တို့ဒီမှာ save ထားလို့ရတယ်เนาะ save လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဟာဒီ record ဝင်သွားပြီပေါ့เนาะနောက်တစ်ချိန်မှာကျွန်တော်တို့အနေနဲ့ဒီပစ္စည်းပြန်ဝင်လာတယ်ထပ်ပြီးတော့ထုတ်ချင်တယ်ထုတ်လို့ရတယ်ဒီမှာ template ကိုကြည့်ပြီးတော့လဲကျွန်တော်တို့လာဒီ search box ကနေပြီးတော့ရှာခြင်းလဲရှာလို့ရတယ်เนาะပစ္စည်း item တွေဘာဟုတ်တွေထုတ်တာများလာရင်ဆိုရင်ကျွန်တော်ရှာခတ်သွားတတ်တယ်โอเคเนาะအဲ့လိုမျိုးဆိုရင်တော့ search ကနေရှာလို့ရတယ်ပေါ့เนาะပြန်ထုတ်ခြင်းလဲထုတ်ပေါ့ဒီမှာ create နေပြီးတော့နောက်ထပ်တခြား product မျိုးပဲထုတ်မယ်ဆိုရင်အဲ့ဒီတိုင်းပဲကျွန်တော်ကိုယ်ထုတ်ခြင်းတဲ့ site level ကိုခေါ်သွားမှာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး barcode level sticker ကိုကိုနိုင်ဘယ်လိုမျိုး creation လုပ်ရမလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်အကယ်၍ဒီ video လေးကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့လူချင်းမင်းအနေနဲ့အခုလိုမျိုး barcode မပါတဲ့ပစ္စည်းတွေကိုအလွယ်တကူကိုစိတ်ကြိုက် barcode တွေကိုသတ်မှတ်နိုင်မှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးပဲအလွယ်တကူကိုယ့်ရဲ့ barcode မပါတဲ့ product တွေပေါ်မှာကနေထားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အနေနဲ့ဒီလိုမျိုးဘာကုတ်ပစ္စည်းတွေကိုမပါတဲ့ဟာဒီမှာရောင်းချတဲ့အချိန်မှာဆိုရင်ကိုကဘာကုတ်လေးတတ်မှတ်ပေးလိုက်တာဖြစ်တဲ့အတွက်ရောင်းချတဲ့အချိန်မှာလည်း scan ဖတ်ပြီးတော့အလွယ်တကူရောင်းချနိုင်မှာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘာကုတ်လေးပဲ sticker ကိုဘယ်လိုမျိုးထုတ်ရမလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်โอเคကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ်ခင်ဗျာ